Assalamu alaikum wa rahmatullahi wa barakatuhu ကျွန်တော်တို့မနေ့ကသင်ခန်းစာရဲ့အောက်မှာစိတ်ကြယောဂနဲ့ပတ်သက်ပြီးတော့ဘယ်လိုပုံစံအစ္စလာမ်နည်းကျကုစားရမလဲဆိုတာလေးကိုတင်ပြပေးဖို့တောင်းဆိုတာတွေ့ရပါတယ်။ဒါကြောင့်ဒီနေ့1383သင်ခန်းစာအမှတ်စဉ်မှာစိတ်ကြယောဂနဲ့အစ္စလာမ်အမြင်အရကုစားခြင်းဆိုတဲ့ခေါင်းစဉ်နဲ့တင်ပြအပ်ပါတယ်။စိတ်ကြယောဂ depression ဆိုတာအစ္စလာမ်နည်းကျဘယ်လိုကုစားရလဲဆိုတာအင်တန်စိတ်ဝင်စားစရာကောင်းပါတယ်။ဒီအကြောင်းအရာဟာခံစားနေရသူတွေအတွက်စိတ်ခွန်အားဖြစ်စေသလိုဘေးနာကလူတွေအတွက်လည်းစာနာနားလည်ပေးနိုင်မယ်လမ်းညွှန်ချက်တစ်ခုဖြစ်လာမှသိကြပါတယ်။နံပါတ်1ကျွန်တော်တို့မှတ်ထားရမှာကစိတ်ကြခြင်းဆိုတာဟာအပြစ်ဒါမှမဟုတ်ရင်အီမန်ယုံကြည်ချက်အားနည်းခြင်းမဟုတ်ပါဘူး။ပထမဦးဆုံးပြောင်းလဲရမယ့်အယူဆကတော့စိတ်ကြယောဂခံစားရခြင်းဟာအီမန်အားနည်းလို့သို့မဟုတ်အလောရှိမြတ်ကအမျက်တော်ရှာလို့ဆိုတဲ့အတွေ့အမြင်အမှားပဲဖြစ်ပါတယ်။အလောရှိမြတ်ကဘယ်ယောဂမဆိုသူ့ရဲ့ကုထုံးနဲ့တကွချပေးသနာတော်မူပါတယ်။အစ္စလာမ်သာသနာမှာစိတ်ပိုင်းဆိုင်ရာဝေဒနာတွေကိုလည်းခန္ဓာကိုယ်ဖျားနာမှုလိုပဲကုသရမယ့်ယောဂတစ်ခုအဖြစ်အတိအမှတ်ပြုထားပါတယ်။ဒါဝနမဆလ္လာလဟ်အလိုင်းဝါဆလမ်ကလည်းတခါတလေမှာပြင်းထန်တဲ့ဝမ်းနည်းပူဆွေးမှုတွေကြုံဆုံခဲ့ရတယ်လို့ဟာဇတ်ယူဆုဖ်အလိုင်စလမ်ရဲ့ဖခင်ဖြစ်တဲ့တမန်တော်ယာကုပ်အလိုင်စလမ်ဟာလည်းသားတော်ယူဆုဖ်အတွက်မျက်စိကွယ်လူမတက်ငိုကြွေးပူဆွေးခဲ့ရတယ်။ပြီးတဲ့နောက်ပိုင်းမှာစိတ်အင်တန်ခံစားခဲ့ရတာတွေကိုကျွန်တော်တို့တွေ့ရပါတယ်။ဒါကြောင့်စိတ်ဝေဒနာခံစားရခြင်းဟာလူသားဆန်တဲ့သဘာဝတစ်ခုဖြစ်တယ်ဆိုတာကိုကျွန်တော်တို့မှတ်ထားဖို့လိုပါတယ်။နံပါတ်2ချက်ကတော့ဆုတောင်းမယ်ပြီးတဲ့အခါမှာဇီကီရ်နဲ့ကျွန်တော်တို့ရဲ့နှလုံးသားကိုစေကြောမယ်။စိတ်ဓာတ်ကျနေတဲ့အချိန်မှာစိတ်အာယုံကိုငြိမ်သက်စေဖို့အလောရှိမြတ်ကိုအောက်မေ့တရိယာခြင်းကအကောင်းဆုံးကုထုံးဖြစ်ပါတယ်။ဒါကြောင့်လည်းမြတ်တော်မူသောအလောရှိမြတ်ကကျွန်တော်မြတ်ကုရ်အာန်မှာအလာဘီဇီကရီလာဟီတတမအင်နူလ်ကူလူဘ်အလောရှိမြတ်ကိုအောက်မေ့တရိယာခြင်းနဲ့သာနှလုံးသားတွေဟာတည်ငြိမ်နိုင်မှာဖြစ်တယ်ဆိုပြီးတော့မိန့်ကြားခဲ့တာပါ။တောင်တမန်ဆလ္လာလာဟ်အလိုင်းဝါဆလမ်တင်ကြားပေးခဲ့တဲ့ဒူအာတွေလည်းရှိပါတယ်။အဲ့ထဲမှာဆိုရင်အလ္လာဟူမအင်နီအူဇူဘီကမင်အလ်ဟမ်မီဝလ်ဟူဇနီဟိုအလောရှိမြတ်ကျွန်တော်ဟာဆွေးရင်ပူပန်ခြင်းနဲ့ဝမ်းနဲ့ပူဆွေးခြင်းတွေကနေအရှင်မြတ်ထံမှာခိုလုံခွင့်တောင်းခံပါတယ်။အဲ့တော့ရုပ်ပိုင်းဆိုင်ရာကုထုံးတွေကိုပေါင်းစပ်မယ်။အစ္စလာမ်သာသနာဟာဝိညာဉ်ရေးရာသာသနာဖြစ်တယ်လို့လက်တွေ့ကြတဲ့သာသနာလည်းဖြစ်ပါတယ်။ဒါပေမဲ့ဆလ္လာလာဟ်အလိုင်းဝါဆလမ်ရဲ့လမ်းညွှန်မှုတွေမှာစိတ်ကျမ်းမာရေးအတွက်လက်တွေ့စားတောက်နေထိုင်မှုတွေလည်းပါဝင်ပါတယ်။အထူးသဖြင့်တလ်ဘီနာလို့ခေါ်တဲ့ကျွန်တော်တို့မူရောစဘာတွေပြာရည်တွေနှုတ်တွေကိုရောဆက်ချက်ပြုတ်ထားတဲ့စွပ်ပြုတ်ရှိပါတယ်။အဲ့တော့ဒါကိုစားခြင်းအပြင်စိတ်မကောင်းဖြစ်ရသူရဲ့နှလုံးသားကိုတက်တာရစေပြီးတော့ဝမ်းနဲ့ပူဆွေးမှုတချို့ကိုပယ်ဖြောက်ပေးတယ်ဆိုပြီးတော့မိန့်ကြားခဲ့မှုပါတယ်။အဲ့တော့တဘာဝနဲ့ထိတွေ့တာတွေလှုပ်ရှားတာတွေလည်းလုပ်ရမယ်။တန်ရှင်းတဲ့လေကောင်းလေတန်းရှူတာတွေအလောရှိမြတ်ဖန်ဆင်းထားတဲ့တဘာဝတရားကိုကြည့်ရှုစင်ကြင်ခြင်းတွေဟာစိတ်ဖိစီးမှုကိုရောကြစေပါတယ်။နံပါတ်4ချက်ကတော့ပညာရှင်တွေဆရာဝန်တွေနဲ့တိုင်ပင်ကုသဖို့လည်းလိုပါတယ်။အဲ့တော့ဝိညာဉ်ရေးရာအရာဆူတောင်းတာတွေဒူအားလုပ်တာတွေအပြင်စိတ်ကျန်းမာရေးပညာရှင်တွေဖြစ်တဲ့ဒေါက်တာတွေနဲ့ပြသပြီးတော့စေဝါကုသမှုခံယူခြင်းသို့မဟုတ်နှစ်သိမ့်ဆွေးနွေးခြင်းတွေဒါတွေဟာဆိုရင်ကျွန်တော်တို့အတွက်အင်တာအရေးကြီးပါတယ်။အစ္စလာမ်ဘာသာနဲ့စန့်ကျင်ဘက်လည်းမဟုတ်ပါဘူး။အဲ့တော့လောက်ရှိမြတ်အပေါ်တဝကုလ်ယုံကြည်အားကိုးခြင်းဆိုတာဟာကုသနိုင်မယ်နီလန်းစေဝါတွေကိုရှာဖွေအသုံးပြုပြီးတော့အကျိုးရလဒ်ကိုအရှင်မြတ်ထံလွှဲအပ်ခြင်းဖြစ်ပါတယ်။အဲ့တော့အချုပ်ပြောရမယ်ဆိုရင်စိတ်ကြယောဂခံစားနေရတဲ့သူတဦးကိုကျွန်တော်တို့ဘက်ကပေးနိုင်တဲ့အကြီးမားဆုံးအစ္စလာမ်ကျင့်ဝတ်ကတော့စာနာနားလည်ပေးခြင်းဖြစ်ပါတယ်။အပြစ်တင်ဝေဖန်နေမဲ့အစားသူတို့ကိုအနားမှာသွားထိုင်ပြီးတော့ဖြည့်သိမ့်တာသူတို့ရဲ့စကားကိုစိတ်ရှည်စွာနဲ့နားထောင်ပေးတာသူတို့ကိုအထီးကျန်မသွားစေတာဟာကျွန်တော်တို့အတွက်အကောင်းဆုံးသူတို့နဲ့ပတ်သက်ပြီးတော့ဆက်ဆံမှုဖြစ်ပါတယ်အဲ့တော့အမောင်စိမ်းညတွေမှာလည်းလာမင်းကတာမြဲဖြစ်တယ်လို့အလောရှိမြတ်ရဲ့ရဟမတ်ဂိယူနာတော်ဟာလည်းစိတ်ဝေဒနာခံစားနေရသူတိုင်းနဲ့အတူအမြဲရှိနေပါကြောင်းသတိပေးရင်းနဲ့ဒီနေ့သင်ခန်းစာကိုညီကုန်းချုပ်အပ်ပါတယ်အစ္စလာမုအလိုင်ကွမ်ဝရဟ်မတုလ္လာဟီဝဘရကာတူဟူ